လွန်ခဲ့တဲ့နှစ်20အကြာကအသင်းဟောင်းစီပြန်လာဖို့နီးစပ်နေတဲ့မော်ရင်ဟိုနေပြဟိုဆေးမော်ရင်ဟိုကလွန်ခဲ့တဲ့နှစ်20အကြာကကင်တွယ်ခဲ့မှုတဲ့အသင်းဟောင်းကိုပြန်လည်ကင်တွယ်ဖို့နီးစပ်နေရလို့သတင်းတွေထွက်ပေါ်လာပါတယ်။တကယ်လို့တော့အဲ့လိုမျိုးတေချာပေါက်ဖြစ်လာခဲ့မယ်ဆိုရင်တော့မော်ရင်ဟိုကနောက်နှစ်ပတ်အကြာမှာသူ့ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ Chelsea နဲ့ Champions League မှာရင်ဆိုင်သွားရမှာဖြစ်ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့ဂန်ဝင်နီပြကြီးမော်ရင်ဟိုက Turkey Club Fenerbahce အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ပိုင်းအသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ Fenerbahce အသင်းဘက်ကသူတို့ရဲ့အသင်းချန်ပီယံလိဝင်ခွင့်မရခဲ့တဲ့နောက်မော်ရီဟိုကိုယာရူကနေထုတ်ပယ်ခဲ့တာဖြစ်ပြီးတော့အဲဒီနောက်မှာတော့မော်ရီဟိုအနေနဲ့နောက်ထပ်ပဲအသင်းကိုကင်တွယ်သွားမလဲဆိုတဲ့သတင်းတွေကထင်မြင်ချက်မျိုးမျိုးနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ပိုလာသတင်းစာရဲ့ဖော်ပြချက်အရမော်ရင်ဟိုကသူ့ရဲ့ဇာတိနိုင်ငံပေါ်တူဂီကိုပြန်လာတော့မှာဖြစ်ပြီးတော့ဒီသတင်းဘက်အကုန်မှာပဲပေါ်တူဂီကအသင်းတစ်သင်းနဲ့သဘောတူညီမှုရနိုင်တယ်လို့သိရပါတယ်။အဲ့ဒီအသင်းကတော့ဘင်ဖီကာအသင်းဖြစ်ပြီးတော့ဘင်ဖီကာအသင်းတာဝန်ရှိသူတွေနဲ့မော်ရင်ဟိုတို့အကြားဆွေးနွေးမှုတွေမှာအောင်မြင်မှုတွေရနေပြီလို့လည်းသတင်းတွေကဖော်ပြထားပါတယ်။မော်ရင်ဟိုကသူ့ရဲ့ပထမဆုံးဒီပြဘဝကို2000ပြည့်နှစ်ကဘင်ဖီကာအသင်းမှာစတင်ခဲ့တာပါ။အဲ့ဒီတုန်းကမော်ရင်ဟိုက10ပွဲသာကင်တွယ်ခဲ့ရပြီးတော့အသင်းဥက္ကဋ္ဌပြောင်းလဲခဲ့တာကြောင့်ယာရူကနေနှုတ်ထွက်ခဲ့ပြီးတော့ Unio di Liria အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Porto အသင်းနဲ့အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့ပြီးတော့ Chelsea, Real Madrid, Inter Milan တို့မှာနီးပြခဲ့ကကမ္ဘာကျော်နီးပြတူဖြစ်လာခဲ့ပါတယ်။အကယ်၍သာမော်ရင်ဟိုနီနဲ့ Benfica ကိုပြန်ရောက်ခဲ့မယ်ဆိုရင်တော့နှစ်ပတ်အတွင်းမှာပဲ Chelsea အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Benfica အသင်းကရာသီအစမှာရှားလက်တီမကောင်းတာကြောင့်နီးပြ Bruno Lage ကိုထုတ်ပယ်ဖို့အစကတည်းကနီးစပ်နေခဲ့တာဖြစ်ပြီးတော့ Champions League အဖွင့်ပွဲစဉ်မှာခေါ်ရဘတ်အသင်းကိုအင်ကွင်းမှာရှုံးနေခဲ့ပြီးတဲ့နောက်မှာတော့ယာရူကနေချက်ချင်းထုတ်ပယ်ခဲ့ပါတယ်။အဲဒီအတွက်နီးပြမဲ့နေတဲ့အတွက်ဘင်ဖီကာအသင်းရဲ့တာဝန်ရှိသူတွေကဒီသတင်းဘက်ကVilladas Avert အသင်းနဲ့ကစားမဲ့ပွဲမတိုင်ခင်နီးပြအသင်းစားထိုးနိုင်ဖို့မျှော်လင့်နေပါတယ်။အသင်းဥက္ကဋ္ဌ Rui Costa ကတော့နီးပြလာဂီကိုထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုလိုပြောဆိုလာခဲ့ပါတယ်။ Bruno Lage ကိုနီးပြရာထူးကနေဆင်းပေးဖို့အတွက်ကျွန်တော်တို့သဘောတူညီမှုရခဲ့ပါတယ်။အသင်းအတွက်သူလုပ်ပေးခဲ့တဲ့အရာအားလုံးကိုကျေးဇူးတင်ပေမဲ့အပြောင်းလဲလုပ်ဖို့အချိန်တန်ပြီလို့ကျွန်တော်တို့ယုံကြည်ရကြောင်းပါ။နီးပြအသင်းအနေနဲ့လာမယ့်စနေနေ့ Villatark နဲ့ Avers နဲ့ပွဲမှာတာဝန်ယူနိုင်ဖို့မျှော်လင့်ပါတယ်။ Santa Clara ပွဲနဲ့ Cordoba ပွဲတွေအပြီးမှာကျွန်တော်တို့ Benfica ပရိသတ်တီအားလုံးအတွက်ခက်ခဲတဲ့သတင်းတစ်ပတ်တစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဘယ်ပြိုင်ပွဲမှတော့မထွက်ခဲ့ရပါဘူး။ဒါပေမဲ့အခုချိန်ဟာအပြောင်းလဲလုပ်ဖို့အကောင်းဆုံးလို့ယုံကြည်ပါတယ်။ Benfica အသင်းကိုကင်တွယ်တဲ့နီးပြတစ်ယောက်ကအနိုင်ရတဲ့သူတစ်ယောက်ဖြစ်ရပါမယ်။ဒီအသင်းကိုကင်တွယ်မဲ့နီးပြကဒီလိုအသင်းကြီးမျိုးကိုကိုစားပြုပြီးတော့အသင်းကိုရှိတဲ့အဆင့်တန်းမျိုးရောက်အောင်ပို့ဆောင်နိုင်တဲ့သူဖြစ်ရပါမယ်။အခုအချိန်မှာဘယ်နီးပြတွေနဲ့ဆွေးနွေးနေတယ်လဲဆိုတာကိုတော့ကျွန်တော်တို့မပြောသေးပါဘူး။ဘင်ဖီကာမှာအခုအချိန်နီးပြမရှိပါဘူး။ပွဲပြီးပြီးချင်းမှာ Bruno Lage နဲ့စကားပြောတာပဲဖြစ်ခဲ့တာပါ။ဒီနေ့အထိဘယ်နီးပြအောင်မှခက်ရတာမရှိသေးဘူးဆိုပြီးတော့အသင်းဥက္ကဋ္ဌ Rui Costa ကပြောဆိုခဲ့ပါတယ်။ဗီဒီယိုလေးဆုံးလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။